ညီရဲ့မွေးစားမိဘတွေနဲ့အတိုက်ခံလုပ်ပြီးတော့ဒီကိုပြန်လာခဲ့တာပြီးတော့ညီရဲ့လာစာအရန်ကောင်းတဲ့အလုပ်ကိုညီစွန့်လို့ညီရဲ့အခြေချနေတဲ့ဘဝတစ်ခုလုံးစွန့်ပစ်ပြီးတော့ညီဒီကိုပြန်လာခဲ့တာအချင်းအဲ့ဒါဘာဖြစ်လို့လဲသိလားညီချစ်ကိုတရက်မှမေးလို့မရခဲ့လို့လေအဲ့ဆိုလည်းပြောလို့နင်ဒီကိုပြန်ရောက်နေတာ6လလောက်ရှိပြီငါစီပါလို့ရောက်မလာနင်ထွက်ပြေးနေတာလေနင်တက်တိမရှိတာလေငါ့ကိုရေမဆိုင်ရဲဘူးလေဟုတ်တယ်မလားမဟုတ်ဘူးချင်းညီလာတာပေါ့ညီချစ်စီကိုလာတာပေါ့ညီကချစ်ကိုအများနဲ့တွေ့ဖို့ပဲကြိုးစားနေတာပါအဲ့ဒီအချိန်တုန်းကချစ်ရဲ့ဘေးနားမှာညီကတ်လို့မရအောင်အကောင်တကောင်အများနဲ့ရှိနေတာလေဟုတ်တယ်လေညီကမြန်မာပြည်ရောက်ချင်းချစ်ကိုပဲတွေ့ဖို့ကြိုးစားခဲ့တာပါအဲ့ချိန်တုန်းကချစ်ကဆရာဝန်တယောက်နဲ့လက်ထက်တော့မလို့လူကျောင်းတော့တော်မီဆိုတဲ့ကောင်နဲ့ပဲတွဲနေတယ်လို့မျိုးတကယ်ချင်းတွေကညီကိုဝိုင်းပြောကြတာလေညီစိတ်ထဲမှာဘယ်လိုခံစားရလဲချစ်တီလားချစ်နည်းနည်းပါးပါးစဉ်းစားကြည့်လေဒီဟာလေလက်ကားကောင်နင်အယူပဲနင်ကနေကြေကွယ်နင်ကနေဝမ်းနေနင်ဆုံးဖြတ်ချက်နဲ့နင်ရှောက်လုပ်နေတာနင်ငါ့ကိုရင်ဆိုင်ဖို့တော့တက်တိမရှိခဲ့ဘူးအဲ့နင်အပြစ်ပဲငါဒီ10နှစ်ကျော်လုံးငါတယောက်တည်းဘလို့ဖြတ်တန်းလာခဲ့ရတယ်ငါဘလောက်ထိနာကျင်ခဲ့ရတယ်အဲ့နင်သိလားဟုတ်ပါတယ်ညီမှားပါတယ်ညီအပြစ်ပါဒါပေမဲ့အခုညီချစ်စီကိုရောက်နေပြီလေချစ်ရှိကိုညီအခုရောက်နေပြီလေချစ်ရဲ့ညီချစ်ကိုအများနဲ့စောင့်ကြည့်နေခဲ့တာပါဟုတ်ပါတယ်ချစ်ရဲ့ရှေ့ကိုညီချက်ချင်းရောက်မလာနိုင်ဘူးဟုတ်တယ်အညီမားတာအေးဟိုတို့လောတော့ကဟိုအယူကောင်ချစ်ကိုကားနဲ့တိုက်မလို့တော့ဝင်ဆွဲခဲ့တာညီလေအဲ့ဒါညီလေချစ်ရဲ့ဘယ်လိုအဲ့ဒါငါ့ကိုခဲ့ခဲ့တာနင်အဲ့ညီအဲ့ဒီအချိန်တည်းကညီကချစ်ပေးနာမှာရှိနေခဲ့တာပါချစ်ချစ်ကိုညီတစ်ချိန်လုံးစောင့်ကြည့်နေခဲ့တာညီကချစ်တော့ဆိုဘာမဆိုဆုံးလို့ဖို့ဆိုပြီးအစင်းမင်းဖြစ်နေတဲ့ကောင်ပါချစ်ညီရဲ့ဘဝကိုချစ်ပိုင်နေချစ်ဆုံးဖြတ်ပိုင်ဝင်ရှိတယ်နော်အခု